အားလုံးပဲမင်္ဂလာပါရနေ့အိုင်ရန်လေးပြန်လဲကြိုးဆိုပါရစေကျွန်တော်ရုပ်စိုးမော်လေးဝါမေးပါတယ်ဒီကနေ့မှာကျွန်တော်အနေနဲ့ပြောပြပေးချင်တာကတော့ယတနာဒီပန်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးမျိုးကိုပြောပြပေးချင်တာဖြစ်ပါတယ်ယတနာဒီပန်ဆိုတာဘယ်လိုလူမျိုးတွေထွန်းရတာလဲပေါ့နော်ဘာဖြစ်ရင်ထွန်းရတာလဲဆိုတာလေးကိုအနေနဲ့ပြောပြပေးချင်တယ်ပေါ့ယတနာဒီပန်ကိုကျွန်တော်တို့ထွန်းမဲ့ပူဇော်မယ်ပေါ့ပူဇော်မယ်ဆိုလို့ရှိရင်ဒါစမ်းပြက်လွန်ပြက်ဖြစ်နေတဲ့သူတွေဂျိုစည်းဂျိုနဲ့မကောင်းတဲ့သူတွေကန်ဆာတာနဲ့ပတ်သက်တဲ့အခိုက်အညံ့ပေါ်နေတဲ့သူတွေအလွယ်ပြောရမယ်ဆိုရင်တော့ကန်ဆာတာအခိုက်အညံ့ဖြစ်ပေါ်နေတဲ့သူတွေပေါ့နော်ဒါအမှုခင်းရင်ဆိုင်နေရတဲ့အိမ်တော်ရေးစီးပွားရေးလူကြီးကျန်းမာရေးပညာရေးမကောင်းဖြစ်နေတဲ့စမ်းပြက်လွန်ပြက်တာတွေဖြစ်နေတယ်ဆိုတဲ့သူတွေအနေနဲ့ယတနာဒီပန်ကိုထွန်းညှိပူဇော်ပြန်ပါတယ်လက်တလုံးမှာဘာတွေတွေ့ရလဲဆိုတော့ယတနာဒီပန်ဆိုပြီးတော့ပေါ့နော်ဒါဈေးကွက်ထဲမှာရောင်းတာလေးတွေလည်းတွေ့ရတယ်ဈေးကွက်ထဲမှာဘယ်လိုတွေရောင်းနေလဲဆိုတော့ဒါသူရဲ့တတ်မှတ်ချက်တဲ့တွေနဲ့မညီဘဲနဲ့ရောင်းတာတွေ့ရတယ်ပေါ့နော်အဓိကတေချာစီရင်ပေးတဲ့ဆရာတွေကိုတော့ဆိုလိုချင်မဟုတ်ဘူးပေါ့နော်တေချာစီရင်ပေးတဲ့ဆရာတွေမဟုတ်ဘဲနဲ့ယတနာဒီပန်ဖြစ်ရင်ပြီးရောဆိုပြီးယတနာဒီပန်အင်းတော်ကိုဒါစာရွက်မှာချတယ်နော်စာရွက်မှာချတယ်မိတူပွားတယ်မြင်းနီနဲ့လိုက်တယ်ပြီးရင်ဒါပြီးတဲ့အခါမှာကြောင်းနိုင်မှာပတ်ပြီးတော့သူ့ရဲ့မွေးနေ့လေးကိုလွတ်နေတဲ့အကွက်လေးဘယ်နေရာမှာဖြည့်ပေါ့နော်ဘယ်နေရာမှာဖြည့်ဆိုပြီးတော့ပေးလိုက်တယ်ပြီးတော့တတိုင်းကို3သိန်း2သိန်းနဲ့ရောင်းကြတယ်ဒါတော့ရိုးရိုးတာမှန်ပြောင်းနိုင်ပဲဖြစ်သွားတာပေါ့နော်ယတနာဒီပန်လို့တော့ပြောလို့မရအောင်ယတနာဒီပန်ဒီပါလဲဆိုတော့ကန်ဆာတာဂျိုစီဂျိုနေညံ့တဲ့သူတွေအတွက်စမ်းပြက်လွန်ပြက်ဖြစ်နေတဲ့သူတွေအတွက်အမှုခင်းရင်ဆိုင်နေရတဲ့သူတွေအတွက်အိမ်နိုင်ရေးစီးပွားရေးလူမှုရေးပညာရေးကျန်းမာရေးအစရှိတဲ့ကိစ္စတွေမှာအညံ့နေနဲ့ကြုံနေရတဲ့သူတွေအတွက်ယတနာဒီပန်ဆိုတာထွန်းညှိတာဖြစ်တယ်နော်ဒါယတနာဒီပန်ကိုပူဇော်တာဖြစ်တယ်အဲ့ဒီတော့ပြီးစလွယ်ဆွဲချင်တိုင်းဆွဲပြီးမိတူဆွဲပြီးတော့လည်းပေးလို့ရတဲ့ရမဟုတ်ဘူးပေါ့နော်စနစ်တကျကျွန်တော်တို့သတ်မှတ်ထားတဲ့စီကံဘောင်တွေနဲ့အညီအင်တာနက်ချရတယ်နော်ပြီးလို့ရှိရင်သတ်မှတ်ထားတဲ့အင်ဇန်တွေကိုရေးသွင်းရတယ်ပြီးရင်ဇာတာကိုစစ်ဆေးထားပြီးတဲ့အခါမှာသူ့ရဲ့စုတောင်းတွေသူ့ရဲ့နေနံတွေကိုကျွန်တော်စနစ်တကျတစ်ဆင့်ချင်းစီထည့်သွင်းရတယ်စီရင်တဲ့ဆရာအနေနဲ့လည်းဒါပွဲလူတာတွေပွဲထိုးတာတွေလုပ်ရတယ်တတ်တလို့စားတာတွေဝှဖြူစင်ကြယ်ဝတ်ပြီးတော့ပြုလုပ်ရတာမျိုးတွေရှိတယ်ပေါ့နော်ပြုလုပ်ရတာမျိုးတွေရှိတယ်ဒီပန်နဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်တော့ပြောမကုန်ဘူးဒီပန်ကလည်းအမျိုးအစားအများကြီးရှိတယ်အဲ့တော့တော်တော်ကျယ်ပြန့်တဲ့ထဲမှာပါတယ်ယတနာဒီပန်ဒီနဲ့ပေါ့တော်တော်ကျယ်ပြန့်တဲ့ထဲမှာပါတယ်အခုကဈေးကွက်ထဲမှာငွေရရင်ပြီးရောဆိုပြီးတော့ကျွန်တော်ခုနေ့ကသမီးမိတ်ဆွေအနေနဲ့ဒီပန်တွေမှားလိုက်ကြတယ်ထွန်းလိုက်ကြတယ်ပြီးတော့ဘာမှထူးခြားမှုလည်းမရှိဘူးပေါ့နော်ဘာပဲဖြစ်ဖြစ်ငွေကုန်တာနဲ့တန်မဲ့ရလက်မျိုးလူတိုင်းကတော့ရချင်ကြတာအဲ့ဒီအခါမှာတခြားသောလူတွေကပေါ့နော်ဒါစီးပွားရေးအရာဒါဒီပန်တွေကိုပြီးစလွယ်ဆွဲပြီးတော့ပြောင်းလိုက်မှာပတ်ပြီးတော့ရောင်းပေးကြတာကိုတွေ့ရတယ်။ရောင်းလိုက်တော့ဈေးနှုန်းကလည်းကျွန်တော်တို့ဒီပန်အဆက်တွေကိုပူဇော်ခြင်းမျိုးပဲ9000 3သိန်း2သိန်းစားပေါ့နော်အဲ့ပုံစံမျိုးနဲ့လုပ်ကြတာ။ကျွန်တော်ဒီပန်ဆိုတဲ့ယတနာဒီပန်ဆိုတဲ့ခါကတော့ဒီထက်မှကတန်ဖို့အနက်ကထိုက်တန်ပါတယ်။ဒါကြောင့်လွယ်နဲ့ရတဲ့ဟာမျိုးတော့မဟုတ်ဘူးပေါ့နော်ယတနာဒီပန်ထွန်းညှိခြင်းအပြင်ဒါပူဇော်ခြင်းအပြင်ဘာတွေအကျိုးကျေးဇူးရမလဲဆိုတော့အိမ်တော်ကြီးမကောင်းတဲ့သူတွေအိမ်တော်ကြီးအဆင်ပြေမယ်လူချစ်လူခင်ပေါ်များလာမယ်အမှုခင်းကြုံနေရတဲ့သူတွေအတွက်ဒါနီလန်ကောင်းတွေပေါ်လာမယ်ပြီးကိုဆောင်ထားတဲ့အဆောင်တွေပေါ့နော်ကိုဆောင်ထားတဲ့အဆောင်တွေဆိုတဲ့နေရာမှာဆရာတွေစီကနေပြီးတော့ရတဲ့အဆောင်တွေပဲဖြစ်ဖြစ်မိမိကိုယ်တိုင်ခန္ဓာကိုယ်မှာထုံးနှံထားတဲ့အဆောင်တွေပဲဖြစ်ဖြစ်အဆောင်တွေပဲဖြစ်ဖြစ်ပေါ့နော်ဒီဟာတွေကတိတ်တွေပို့ပြီးတော့ဝင်လာမယ်တိတ်တွေတိုးပွားလာမယ်ပေါ့နော်လက်လာပါတွေတိုးပွားလာမယ်ငွေချင်းနဲ့ပတ်သက်တဲ့ကံတွေကောင်းလာမယ်ပေါ့ဒီပန်ရဲ့အကျိုးကျေးဇူးကတော့ဒါပြောလို့ပြီးမှာမဟုတ်ဘူးဒီပန်ရဲ့အကျိုးကျေးဇူးကအများများတယ်အဲ့တော့ပြောပြမယ်ဆိုလို့ရှိရင်ပြောလို့တော့မဟုတ်ဘူးပေါ့နော်အဲ့တော့ဒီပန်ကိုယတနာဒီပန်ကိုပြီးစလွယ်မဖြစ်စေချင်ဘူးပေါ့နော်ပြီးစလွယ်မဖြစ်စေချင်တာဖြစ်တဲ့ကြောင့်ကျွန်တော်ခုနှစ်သားသမီးမိတ်ဆွေများအနေနဲ့ယတနာဒီပန်ထွန်းမယ်ယတနာဒီပန်ပူဇော်ရမယ်ဆိုလို့ရှိရင်တတိနားလေတဲ့ဆရာတွေတက်ကျွမ်းတဲ့ဆရာတွေနဲ့တေချာဆွေးနွေးတိုင်ပင်ပြီးမှသာလျှင်ဒီပန်ကိုထွန်းညှိပူဇော်ကြဖို့မေတ္တာရက်ခံချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်